Okay, I wrote in your general Rohingya so that the Adon and Patapito. On my general radio, Jolita, Rohingya Doing, General Yakai, Bodabadari, General Kangwaja, General Bengali, Hamilton, like General Bangladesh, Nanga, Lade, the Mopus, Georgia, Error. General Nala, my Marvel, the Lechi, Yakai bin machine, the Muslim, the Chukaro, Bangladesh Becca, Guwela, Mahop. ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ကျွန်တော်တမိုင်းကြောင်းကိုမပြောတော့ပါဘူးကျွန်တော်ဗြိတိရှားခေတ်တုန်းကလွတ်ယူသွားတဲ့တကောင်စင်းကိစ္စကိုပြောပါမယ်ဒီ1826မှာရခိုင်ပြည်နယ်ရဲ့ Sub Commissioner ဖြစ်တဲ့ Mr. Charles Bedden ကတကောင်စင်းတို့ကိုယူသွားပါတယ်အဲ့ဒီမှာစစ်ထွေခရိုင်မှာလူဦးရေတသိန်းရှိတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီမှာမောက်လူမျိုးက6000ရှိတယ်မွတ်စလင်က3000ရှိတယ်ဗမာလူမျိုးက1000ရှိတယ်လို့ပြောပါတယ်ပေါင်းလိုက်ရင်တသိန်းပါပဲဒါမဲ့အခုနှစ်နဲ့ပြန်တွဲကြည့်လိုက်မယ်ဆိုရင်ဒါနှစ်ပေါင်း186နှစ်ရှိသွားပါပြီလူတိုင်းကပြောနေကြတယ်ရိုဟင်ဂျာမှာခလေးမွေးပွားနှုန်းတွေများတယ်ဒါမဲ့အဲ့ဒါကိုမစင်စားပဲနဲ့ normal birth rate 2.4% ကိုယူမယ် international မှာကမ္ဘာလူဦးရေကိုခံမှန်းတဲ့ formula တစ်ခုဖြစ်တဲ့ incremental formula ကိုအသုံးချမယ်ဆိုရင်နှစ်ပေါင်း168နှစ်မှာဟိုရှိခဲ့တဲ့လူဦးရေ3000ဒီ 2.5 million ဒီနေ့ရှိနေရမယ်တကယ်တမ်းကျွန်တော်တို့ရိုဟင်ဂျာလူမျိုးတွေဟာတနိုင်ငံလုံးမှာ 1.2 million သာရှိနေတဲ့အတွက်ရိုဟင်ဂျာတွေဟာတစ်ဖက်နိုင်ငံကခိုးဝင်လာတယ်ဆိုတာစည်ရင်းနဲ့တွေ့ကြည့်လိုက်ရင်မဖော်ပါဘူးခင်ဗျနိုင်ငံကတော့ထွေပြဲသွားတဲ့ဟာပဲဖော်နေတယ်ဒုတိယတစ်ချက်ကဗြိတိရှ်ခေတ်တုန်းကတကောင်စင်းကောက်သွားတဲ့1872ပေါ့နော်1872မှာလဲဒီရိုဟင်ဂျာကို Arkhanis Muslim Indigenous Group အနေနဲ့သတ်မှတ်ထားတာကိုလေအဲ့ဒီတကောင်စင်းမှာတိကျဖော်ပြထားပါတယ်နောက်တစ်ခါ1911မှာလဲဒီတကောင်စင်းမှာဒီရိုဟင်ဂျာတွေ Arkhanis Muslim အနေနဲ့ရှိနေတဲ့ခမန်နဲ့မတူဘူး Indian Muslim နဲ့မတူဘူးဆိုတဲ့ဟာကိုပြောတယ်ဒိုင်းကလေးလူရဟာတူတက်လာတယ်ဘာဖြစ်လို့လဲဆိုရင်1784မှာဗမာဘီရင်ကရခိုင်ဘီရင်ကိုတိုက်တဲ့အခါကျတော့ဒီရခိုင်ဘီနေကနေမွတ်စလင်အောရခိုင်တွေရောစစ်တကောင်းနေပြန်သွားပြီးခိုးလုံကြတယ်ဗြိတိရှ်လက်ထက်ရောက်သွားတဲ့အခါကျတော့တိုင်းပြည်အေးချမ်းလာတယ်သူတို့ကနေရက်ကိုပြန်လာကြတဲ့လူတွေဖြစ်တယ်ဆိုပြီးအတိအကျဖော်ပြထားတာရှိတယ်1941တကောင်စီမှာကြတော့ဗာပြောထားလဲဆိုတော့ဒီမှာဒေသခံမွတ်စလင်တွေ Arkhanis Muslim တွေရှိနေတယ်သူတို့ဟာဗမာမွတ်စလင်နဲ့မတူကြပါဘူးအိန္ဒိယမွတ်စလင်နဲ့မတူကြပါဘူးဒီအခုတကောင်စင်းထံပါတဲ့လူကြီးတွေကို native Muslim ကဘလောက် Indian Muslim ကဘလောက်ဆိုပြီးခွဲကြမပြောဖော်ပြထားခြင်းမရှိပဲမဲ့ဒီမှာ native Muslim ရှိနေတယ်ဆိုတဲ့ဟာကိုတော့တမ်းပန်းဖို့လိုတယ်ဆိုတဲ့ဟာကိုအတိအကျဖော်ပြထားတယ်ဒီတကောင်စင်းအရာကြည့်လိုက်ရင်တော့တစ်ဖက်နိုင်ငံကနေရိုဟင်ဂျာတွေဝင်လာတယ်ဆိုတာကတော့တက်တယ်မရှိပါဘူးဒါမဲ့ border area ဖြစ်နေတဲ့အတွက်လူကတော့ဟိုဘက်ဒီဘက်ကိုလိုဆက်ဆံမှုရှိမယ်ဒီကိုလိုဆက်ဆံနေတဲ့လူတွေကြောင့်ဒီရှိနေတဲ့ native Rohingya တွေကိုတစ်ဖက်နိုင်ငံကနေခုံးဝင်လာတယ်ဆိုပြီးပြောခြင်းအပြင်အဖြစ်ကကျွန်တော်တို့ကတော့ရေရှည်တည်တဲ့မြတ်ဖြစ်တဲ့ကိုကတော့ထွက်လာမှာမဟုတ်ဘူးလို့ကျွန်တော်ယူဆပါ